မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးရန်တမ်းပစ်ခတ်တာကြောင့်ပြည်သူတို့အသက်သေဆုံးပြီးတော့9ဦးတန်ရာရရှိတဲ့တဲ့နဲ့ဝိုင်းမော်လမြန်ဖျားเจ้าကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့တွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းမပါဝိုင်းမော်ခါနန်ကျေးရွာမှာရှိတဲ့ဖျားเจ้าကိုစစ်ကောင်စီတပ်ကဇွန်လ10ရက်နေ့ညနေပိုင်း3နာရီအချိန်မှာပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မျိုးအနီးဝန်းကျင်နေ့တိုင်းလိုစစ်ပွဲတွေဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကလက်နက်အမျိုးမျိုးနဲ့ရန်တမ်းပစ်ခတ်တဲ့အတွက်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။လီရင်ဘုံဒရုန်းတွေနဲ့နေ့တိုင်းဆိုသလိုပစ်ခတ်တဲ့အတွက်ကြောင့်ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအများအပြားပျက်စီးခဲ့ုံမကဖျားเจ้าတွေလည်းပျက်စီးသွားတယ်လို့စုံစမ်းသိရှိရပါတယ်။ဝိုင်းမော်မြို့နယ်ခတ်ချိုကျေးရွာမှာဇွန်လ10ရက်နေ့ည8နာရီခွဲအချိန်မှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးရန်တမ်းပစ်ခတ်တာကြောင့်ခတ်ချိုကျေးရွာကပြည်သူတို့နေရာမှာတင်အသက်သေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားသူနဲ့ဒဏ်ရာရသူတွေဟာမိသားစုဝင်တွေဖြစ်ပြီးတော့မောင်ကျော်စိုးအသက်28နှစ်ဟာလက်နက်ကြီးထိမှန်ပြီးတော့နေရာမှာတင်အသက်သေဆုံးခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့အခုချိန်မှာမြစ်ကြီးနားပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ဝိုင်းမော်မြို့နယ်အတွင်းအခုလက်တလောစစ်ကောင်စီကနေပြည်သူတွေနေတဲ့အရက်ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေပစ်ခတ်တာကြောင့်အပြစ်မဲ့ပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိပြီးပြည်သူ30ကျော်သေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဒီနေ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်